သူကဒါပုံခန်းတက်လာတာပြန်ဆင်းလာတာတောင်ထိပ်ကကျွန်တော်တို့ view ကတော့ဒီနားလေးကိုတအားလှတယ်ပေါ့နော်တောင်ထိပ်ကတော့နည်းနည်းအပင်လေးတွေကိုတော့တိတ် view လှမမြင်ရဘူးဒီဘက်ကတော့ကျွန်တော်ရန်ဆန်းမြို့ကြီးကိုမြင်ရပါဒီရကြီးကျွန်တော်တို့အောက်မှာရန်ဆန်းမြို့ရောက်နေတာပါဟာရန်ဆန်းမြို့ကလည်းတောင်တွေကြားထဲမှာပဲဟိုဘက်ဒီဘက်တောင်တွေဟိုဘက်မှာလည်းမြေကြီးကြီးကကွေ့ကောက်ဆင်းသွားမြေကြီးနော်ပြန့်ကျင်နေတာဒီထက်ပါမယ်ဟဲ့ဆိုတော်တော်မြင်ရမယ်နော်ဒီကလှဒီဘက်ကိုလည်းကြည့်အောင်ဒီဘက်ကလည်းမြေကြီးရတောင်နေဟောတောင်လုံးတွေကိုပြည့်တယ်ဒီရလာပြီးတော့တောင်ထိပ်ကြီးလေးကြီးပါဒီပေါ်တက်ပါဝါတောင်ထိပ်ကြီးလေးကျလိုက်ပါဒီနေ့ညဝမ်းလွင်ပြင်တောင်ကြားလေးကဆက်ပြိုးကြီးလှုပ်တဲ့လွင်ပြင်နော်ဟုတ်တယ်ဟာပဲကွာဝါဒီတရားကဒါစောက်နေတော့ဦးမင်းနိုင်ကောင်းတဲ့တရားကြီးပိတ်ထားတာပေါ့မပြီးသေးမြစ်ကိုရိုးစုံပြတ်ပေါ့